မွန်ပြည်နယ်မှာလိုင်စင်မဲ့ဆိုင်ကယ်စီးနှင်းတဲ့လူငယ်ချို့ဖမ်းဆီးခံရပြီးနောက်စစ်မှုထမ်းစစ်သားစုဆောင်းခံနေရတယ်လို့စစ်ကောင်စီနဲ့နှိစက်သူတွေကတန်လင်းတိုင်းကိုပြောပါတယ်။စစ်ကောင်စီဟာဇွန်တရက်နေ့ကစလို့ပြည်နယ်တွင်းမှာလိုင်စင်မဲ့ရင်တွေကိုစီမံချက်နဲ့ပိတ်ဆို့ဖမ်းဆီးမှုတွေအကြီးအကျယ်လှုပ်ဆောင်နေတာဖြစ်ပါတယ်။လိုင်စင်မဲ့ရင်ဖမ်းဆီးရမှာစစ်ကောင်စီပူးပေါင်းဖွဲ့တွေဟာစစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေကိုစစ်သားစုဆောင်းရေးတပ်တွေထံချက်ချင်းပို့ဆောင်တာတွေရှိနေပါတယ်။စစ်ကောင်စီဟာလာမဲ့ဇွန်လ16ရက်နေ့မှာစစ်မှုထမ်းအပတ်စဉ်73တင်နန်းပွင့်လှစ်ဖို့အတွက်စစ်မှုထမ်းလိုအပ်ချက်ရှိနေတာကြောင့်လူငယ်တွေကိုရတဲ့နည်းလမ်းတွေနဲ့တပ်သားစုဆောင်းတာတွေလှုပ်ဆောင်နေတာပါ။တစ်ဖက်မှာတော့လိုင်စင်မဲ့ရင်ဖမ်းဆီးနေတဲ့စစ်ကောင်စီဟာလိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးရမိပါကရင်တွေသိမ်းဆဲပြီးလူကိုပါထောင်ဒဏ်ချမှတ်နေပါတယ်။တန်လွင်တိုင်းကပြုစုထားတဲ့ချက်လက်တွေအရမွန်ပြည်နယ်မှာစစ်မှုထမ်းအပတ်စဉ်1ကနေအပတ်စဉ်12ထိစစ်မှုထမ်းစစ်သားစုဆောင်းခံရသူ2100ထက်မနည်းရှိလာခဲ့ပါတယ်